လာပါရှင်ဒီနေ့တော့ကျမတို့အဝေးရောက်မြန်မာမိသားစုတွေအမြဲတမ်းတနေရတဲ့ဘရာကျော်စစ်စစ်လေးကိုအိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့အလွယ်တကူလှုပ်ရှားလို့ရမယ့်နည်းလေးကိုပြောပြပေးမယ်နော်။ပါဝင်ပစ္စည်းတွေကတော့ပဲပြင်ဆင်ဖို့အတွက်ပထမဆုံးကလာပဲချမ်းကိုလိုတလောက်ကိုရေစိမ်ထားဖို့လိုပါမယ်။အနံမွေးဖို့အတွက်မိုင်းနဲ့ကြက်သွန်ဖြူကြက်သွန်နီနန်းနန်းပင်အနှဲငယ်နဲ့အဆက်ကြိုက်သူတွေကငရုတ်သီးစိမ်အနှဲငယ်လိုပါမယ်နော်။အရသာအတွက်မိုင်းနဲ့စားဟင်းခတ်မုံတော့မဆလာအနှဲငယ်လိုပါမယ်နော်။အခုဆိုရင်ရေစိမ်ထားတဲ့ပဲတွေကိုဘလန်ဒါထဲထည့်ပြီးကြိတ်ရအောင်ဒီနေရာမှာပဲတွေကိုညက်နေအောင်ကြိတ်ဖို့မလိုဘူးနော်။ကြိတ်ပြီးပြီဆိုရင်တော့လှီးထားတဲ့ကြက်သွန်နီငရုတ်သီးနန်းနန်းပင်တွေနဲ့အတူစားဟင်းခတ်မုံနဲ့မဆလာတို့ကိုပါထည့်နေလိုက်မယ်နော်15မိနစ်လောက်နှက်ထားပြီးရင်အခုလိုအရင်ကြီးထူမသွားစေပဲဇုံးလေးနဲ့အသားရဖိပြီးအဝိုင်းပြားလေးတွေဖြစ်အောင်လုပ်ပြီးချင်းရည်အတွက်မန်ကြီးနှစ်ထဲကိုထမ်းလျက်ခဲဒါမှမဟုတ်ကြားညံပြာရည်စက်သွန်ဖြူထောင်းနဲ့ရုပ်သီးစင်းလေးတွေထည့်လိုက်မယ်နော်နောက်ဆုံးမှနည်းနည်းမီလေးခတ်လိုက်ရင်တော့ဘရာကျော်နဲ့တွဲစားဖို့ရှယ်ချင်းရည်လေးရပါပြီရှင်ပူလာပြီးဆိုရင်ဘရာကျော်လေးတွေကိုတဖြည်းဖြည်းချင်းထည့်ကျော်လိုက်ရအောင်တရှင်းရှင်းမြည်တမ်းလေးနဲ့တင်ဗိုက်စားဖို့ကောင်းနေပြီနော်နှစ်ဖက်လုံးရွှေအောင်ရောင်တန်းပြီးကျွတ်ကျွတ်လေးဖြစ်သွားပြီဆိုရင်တော့ဆယ်လိုက်လို့ရပါပြီအနက်လေးကတည်းတကယ်ကိုအလွမ်းပြေပဲနော်ကဲခုဆိုရင်ပဲအရသာစိမ့်မေလေးနဲ့ဘရာကျော်လေးရပြီနော်အဝေးရောက်နေတဲ့တငယ်ချင်းတွေလည်းအားလက်ရက်မှာအခုလိုလေးလှူစားရင်အလွမ်းပြေနိုင်ကြပါစေရှင်ဒီဗီဒီယိုလေးကိုသဘောကျရဲဆိုရင် like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်နောက်ထပ်လည်းဘလို့အလွမ်းပြေဟင်းလျာတွေလုပ်ပြစီခြင်းတလဲဆိုတာ comment မှာရေးခဲ့ပြီးနော်